လင်းဆက်ဆန်ပြီးနောက်စီးသွားတဲ့အခါဆက်တလို့ကျင်းတလို့ခံစားရတာပုံမှန်ပဲလို့ထင်နေပါသလားတကယ်တော့တချို့အခြေအနေတွေမှာဒီလက္ခဏာလေးကယောဂတစ်ခုရဲ့အစလက္ခဏာဖြစ်နေနိုင်ပါတယ်အထူးသဖြင့်လင်းဆက်ဆန်ပြီးတိုင်းစီးကြည့်နေတဲ့ဆိုရင်ဒီဗီဒီယိုကိုမကြော်ပဲကြည့်သင့်ပါတယ်ဘာကြောင့်ဖြစ်တာလဲဘယ်အချိန်မှပုံမှန်ဖြစ်တာလဲဘယ်အချိန်မှဆရာဝန်ကိုပြသင့်လဲဆိုတာကိုဒီဗီဒီယိုထဲမှာပေါ်ပါရှင်းပြပေးကြပါမယ်တခါတည်းမှာလိန်ဆက်ဆန်ပြီးနောက်စီးကျင်တယ်လို့ခံစားရတာကအန်ဒရယ်ကြီးတဲ့ယောဂမဟုတ်ပဲပုံမှန် irritation ဖြစ်နိုင်ပါတယ်လိန်ဆက်ဆန်တဲ့အချိန်မှာအညိုသားရဲ့စီလန်းကြောင်း urethra မှာပွတ်တိုက်မှုဖြစ်တတ်ပါတယ်ဒီပွတ်တိုက်မှုကြောင့်အနှင်းငယ်ပုံပယ်ပြီးစီးသွားတဲ့အခါဆက်တယ်လို့ကျင်းတယ်လို့ခံစားရနိုင်ပါတယ်အများအားဖြင့်တော့နိုင်အနှင်းငယ်အတွေ့ဒါမှမဟုတ်တရက်အတွေ့အလိုလိုတက်တာသွားတတ်ပါတယ်လင်းဆက်ဆန်ပြီးနောက်စီးချင်းချင်းဖြစ်စေနိုင်တဲ့နောက်ထပ်အကြောင်းတစ်ခုကတော့ရေမလုံလောက်ခြင်းဖြစ်ပါတယ်ရေတောက်တာနဲတဲ့အခါစီးကဖြစ်လာပါတယ်ဒီလိုဖြစ်တဲ့အခါစီးသွားတဲ့အချိန်မှာဆက်တလို့ခံစားရတာပိုဖြစ်နိုင်ပါတယ်ဒါကြောင့်လင်းဆက်ဆန်ပြီးနောက်ရေများများတောက်ပေးတာကလည်းစီလန်းချောင်းကိုတန်းစင်စေပြီးဒီလိုလက္ခဏာများကိုလျော့စေပါတယ်တချို့အခါမှာတော့လိန်ဆက်ဆန်ပြီးနောက်စီးချင်းချင်းဟာစီလန်းချောင်းပိုးဝင်ချင်းကြောင့်ဖြစ်နိုင်ပါတယ်စီးသွားတဲ့အခါဆက်နာချင်းစီးခဏခဏသွားချင်းစီးအနံပြင်းချင်းဒီလို symptoms တွေရှိလာရင်ဆရာဝန်ကိုပြတာဒီစီးစစ်ဆေးမှုပြုလုပ်သင့်ပါတယ်တချို့အခြေအနေတွေမှာတော့စီးကျင်ခြင်းဟာလေမှာတဆင်ကူးစက်နိုင်တဲ့ယောဂများကြောင့်လည်းဖြစ်နိုင်ပါတယ်ဥပမာအားဖြင့် gonorrhea chlamydia ဒီလိုယောဂတွေရှိရင်စီးကျင်ခြင်းအပြင်လိန်ဓာမအရေးထွက်ခြင်းစီးသွားတဲ့အခါအလွန်ဆက်ခြင်းတို့လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီလိုလက္ခဏာတွေရှိနေမယ်ဆိုရင်မရှက်မကြောက်ပဲဆရာဝန်ကိုပြသတာအရေးကြီးပါတယ်စီးကျင်ခြင်း2ရက်3ရက်ထပ်ပို့ကြခြင်းစီးသွားတဲ့အခါအယမ်းနာခြင်းစီးရမှာတွေးပါခြင်းစီးအနံ့ညီဆူဆူဖြစ်ခြင်းလိန်ဓာမပုံမှန်မဟုတ်သောအရေးထွက်ခြင်းဖြာခြင်းပန်းချမ်းတဲ့ဝိုက်မှာအကျဉ်းများဆမ်းမိခြင်းဒီလိုလက္ခဏာတွေရှိရင်ကိုယ်တိုင်စေးတောက်တာထက်ဆရာဝန်နဲ့တိုင်ပင်တာကအကောင်းဆုံးဖြစ်ပါတယ်လင်းဆက်ဆန်ပြီးနောက်စီးကျင်ခြင်းမဖြစ်အောင်အောက်ပါချက်တွေလိုက်နာနိုင်ပါတယ်လင်းဆက်ဆန်ပြီးနောက်စီးသွားပေးပါရေများများတောက်ပါကိုယ်ရေးတန်ရှင်းမှုကိုဂရုစိုက်ပါကွန်ဒုံအသုံးပြုခြင်းကလည်းလိမ္မာသစိန်ကုဆယ်မှုများကိုကာကွယ်ပေးနိုင်ပါတယ်ဒီလိုကျမ်းမာရေးပညာပေးဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုခြင်း channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာလည်းကျမ်းမာရေးဆိုင်ရာအသိပညာတွေကိုဆက်လက်မျှဝေပေးသွားပါမယ်အားလုံးကျမ်းမာချမ်းသာကြ